ကျွန်တော်ဆရာဝန်စီမှာမျက်လုံးအစ်လဲတဲ့ခွဲစိတ်မှုလုပ်ခဲ့တယ်ခွဲစိတ်မှုအပြီးမှာဆရာဝန်ကမျက်လုံးစီးထားတဲ့ပတ်တီးကို12နာရီမပြည့်မချင်းလုံးဝမဖြုတ်ဖို့အထက်အခါခါတတိပေးသွားခဲ့တယ်အချိန်မတိုင်ခင်မျက်လုံးအစ်တွေသာအလင်းရောင်နဲ့ထိတွေ့မိရင်ပျက်စီးသွားနိုင်လို့ပဲကျွန်တော်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေအဆင်ပြေအောင်ဆရာဝန်ကကျိုးနှစ်မြင်ချီပေးထားခဲ့တယ်ဘယ်ဘက်ကျိုးကမိဖို့ချောင်ကိုရောက်ပြီးညာဘက်ကျိုးကတော့ရေချိုးခန်းကိုရောက်တာပေါ့ဒါတွေအားလုံးကိုရှင်းပြပြီးတာနဲ့ဆရာဝန်လည်းပြန်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲစစ်သားတစုကအမဲလက်ချီယာခံနိုင်တဲ့စမ်းဆောင်ရည်မင်းစက်ရုပ်ပင်ကူတွေကိုလွတ်လိုက်ကြတယ်သူတို့ကရန်သူကိုလိုက်လံရှာဖွေရင်းကျွန်တော်ရှိနေတဲ့အဆောက်အုံထဲအထိဝင်လာပြီးလူတွေရဲ့မိသူမိဝါဖြစ်ကြောင်းဂျော့ကော့ဆက်ဆဲကိုစစ်ဆေးတော့တာပဲဒီစက်ရုပ်ပင်ကူတွေကခနာကိုရဲ့အပူချိန်ကိုအာယုံခံပြီးပြစ်မှတ်ကိုလောက်ချနိုင်တယ်လို့မျက်လုံးသူငယ်အိမ်ဂျက်ချက်တာကိုစကန်ဖတ်ပြီးဘသူပဲဝါလဲဆိုတာအတည်ပြုနိုင်ကြတယ်သူတို့ရှာနေရကျွန်တော်ကိုဆိုတာရိပ်မိတာပေါ့ဒါနဲ့အချိန်ဆွဲနိုင်သမျှဆွဲနိုင်အောင်တကားအောက်ခြေကအကြောင်းလေးကိုတာဝါတစ်ခုအရင်ဆုံးထိုးထည့်ပေးလိုက်တယ်ပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့ရေခဲပုံးကိုဆွဲရေချိုးခန်းစီဦးတည်တဲ့ကြိုးတိုင်းလျှောက်သွားပြီးရေချိုးကန်ထဲကိုရေခဲတွေအကုန်သွန်းချလိုက်တယ်အဲ့ဒီနောက်ရေရဲတွေကိုကိုယ်တိုင်ဝင်ပြီးငိမ့်ငိမ့်လေးနေမိတယ်ကျွန်တော်အသက်အောင်ထားတော့မှပဲစက်ရုပ်ပင်ကူတကောင်ခန်းထဲကိုတွားဝင်လာပြီးလိုက်ရှာတော့တာပဲဘာမှထူးထူးခြားခြားမတွေ့ရနဲ့သူလည်းပြန်ထွက်သွားဖို့လုံနေတော့အဲ့ဒီအချိန်မှာပဲရေထဲကနေရေပူဖောင်းလေးတစ်ခုပွားခနဲ့ထပ်ပေါ်ပါလေရောအဲ့ဒီအတန်သေးသေးလေးကြောင့်စက်ရုပ်ပင်ကူတွေအားလုံးလှုပ်ရှားမှုရပ်သွားပြီးရေချိုးကန်စီကိုတဖြည်းဖြည်းချင်းကပ်လာကြတယ်ကျွန်တော်ရဲ့အသက်ကိုဆက်အောင်ပြီးလှည့်စားဖို့စူးစမ်းနေတော့စက်ရုပ်ပင်ကူတကောင်ကကျွန်တော်ကိုလျှက်စစ်နဲ့တိုက်ရိုက်တို့ပြီးရှော့ခရိုက်လိုက်တယ်ဒါပေမဲ့ကန်ကောင်းချင်တော့သူတို့နဲ့အတော်ကြာရုန်းကန်လှုပ်ရှားပြီးတဲ့နောက်မှာတော့စက်ရုပ်ပင်ကူတွေရဲ့မျက်လုံးစကန်ဖတ်ပြီးမိသူမိဝါဖြစ်ကြောင်းစစ်ဆေးတဲ့ဘေးကနေကျွန်တော်အောင်မြင်နဲ့ရှောင်လွှဲနိုင်ခဲ့ပါတယ်